ဒီနေရာကတော့တောင်ချီနဲ့ကန့်နေတဲ့အမြဲစိမ်းတောနက်ကြီးတစ်ခုပါတစ်ပင်ကြီးတွေကခေါင်းကင်ရံကိုဖုံးအုပ်ထားပြီးတော့တာရင်ထရင်းဆန်တွေကျက်စားရာဒေသခံတွေမိခိုအားထားရာနေရာတစ်ခုပေါ့ဒါပေမဲ့ဒီတောနက်ထဲမှာနိဗ္ဗာန်ပုံလျှို့ဝှက်တဲ့မြို့တော်ကြီးတစ်ခုရှိနေတယ်ဆိုတော့ဒန်နာရီတစ်ခုလည်းရှိနေပါတယ်တန်တာရီအရာအဲ့ဒီလျှို့ဝှက်မျိုးတော်က10နှစ်မှတစ်ကြိမ်လာပြညအခါမျိုးမှပေါ်လာတတ်ပါတယ်။လျှို့ဝှက်မျိုးတော်တွေအထဲမှာတော့ရှားပါလှတဲ့ရတနာတိုက်တွေနဲ့ထူးဆန်းတဲ့အရာဝတ္ထုတွေအပြည့်ရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီကိုရောက်ဖို့ဆိုတာတော့မလွယ်ကူလှပါဘူး။ဂျာမန်ဖွဲသားရဲ့ဒရိဆန်တွေနဲ့နာနာဘာဝတစီတွေကအဆောင်ကျက်နေခဲ့တဲ့အတွက်ကြောင့်သွားသမျှလူတွေအသက်ပြောက်ခဲ့ကြပြီးပြန်ထွက်လာနိုင်တဲ့သူအလွန်နှဲပါလှပါတယ်။ဒီခီးကိုသွားဖို့အတွက်တငယ်ချင်းရင်းချဖြစ်တဲ့ဝိုင်းရမုံဆိုကြီးနှစ်ယောက်နဲ့လူငယ်တယောက်တို့တိုင်ပင်ခဲ့ကြပြီးတဲ့နောက်တောနက်ကြီးထဲကိုဝင်လာခဲ့ကြတယ်။ဥပဒေဝေးသေးလားဗျကျွန်တော်ခြေထောက်တွေပြုတ်ထွက်တော့မယ်ညောင်းလိုက်တာ။ဟာမင်းကငငယ်ရွယ်နဲ့ဘာလို့ညီးနေပြန်တာလဲပြန်ချင်လဲပြန်မတောင်းတော့။ဟာဒီတစ်ယောက်လာပြီးမှတော့ဘယ်ပြန်မလဲဗျ။ခဏနာပြီးတဲ့နောက်သူတို့တစ်ဖွဲ့လုံးခီးဆက်ခဲ့ကြတယ်။တောဆက်ကိုကြော်လွန်လာတဲ့အခါမှာတော့သူတို့3ယောက်တောနက်ထဲကိုတိုးဝင်လာခဲ့ကြရမှာနောက်ဆုံးမှာတော့မက်ဆောက်တဲ့ဂျာကဘာကြီးတစ်ခုရဲ့အစွန်ကိုရောက်ရှိလာခဲ့အဲ့ဒီဂျာကဘာကိုတော့ဟောင်းနှန်းဆွေးမြေ့နေတဲ့ကျိုးတရားကြီးတစ်ခုကဟိုဘက်ကန်းကိုဆက်သွယ်ပေးထားတာဝိုင်းရမို့ဆိုကြီးဥပဒေကရှေ့ဆုံးကနေစတင်ဦးဆောင်ပြီးတော့တွားလိုက်တယ်။သူ့နောက်မှာတော့ဦးကျော်နဲ့အကြောက်ကံဖြစ်နေတဲ့မောင်ရဲတို့အစင်လိုက်ပါလာခဲ့ကြတယ်။လေတိုက်လိုက်တိုင်းကျိုးတရားကြီးကဟိုရင်းဒီရင်းနဲ့ကြောက်စရာကောင်းအောင်မြည်ဟင်းနေတဲ့အတွက်ကြောင့်မောင်ရဲခမကျိုးကိုမြဲမြဲကင်ပြီးတော့ခြေဖျားလက်ဖျားတွေတုံရင်နေရှာပါတယ်။အောက်ခြေကိုငုံကြည့်လိုက်ရင်လည်းတဝဝစီးဆင်းနေတဲ့မြေပြင်ကျဲကြီးကိုမြင်နေရတာကြောင့်ရင်တထိတ်ထိတ်နဲ့ပဲခက်ခဲဖြတ်ကျော်ခဲ့ကြရတယ်။နိုင်ပေါင်းများစွာခီးဆက်လာခဲ့ကြပြီးတဲ့နောက်နေဝင်ရီတရောအချိန်မှာတော့ထူးဆန်းတဲ့နေရာတစ်ခုကိုရောက်ရှိလာခဲ့ကြတယ်။အဲ့ဒီနေရာမှာ6သွေးနေတဲ့တစ်ပင်ကြီးနှစ်ပင်ကတပင်နဲ့တပင်ကိုင်းချင်းရှက်ပြီးတဘာဝအတိုင်းမအူတကားကြီးတစ်ခုလိုဖြစ်နေတာ။ဒါလျှို့ဝှက်မျိုးတော်ရဲ့အဝင်ဝလာဥပဒေ။ဘာလို့ရက်နေရလဲအထဲဝင်ကြအောင်လေ။နေအောင်အချိန်စောင့်ရသေးတယ်မောင်ရဲ့လျှို့ဝှက်မျိုးတော်ရဲ့တကားကအလိုလိုပွင့်လာမှာမဟုတ်ဘူးလေ။သူတို့3ယောက်သားအကြာကြီးဆောင်ဆိုင်နေပြီမဲ့ဘာထူးခြားမှုမှဖြစ်မလာခဲ့ပါဘူးငါတို့ခီးစင်အလကားဖြစ်ပြီလားမသိပါဘူးကွာဟိုမှာကြည့်လိုက်ပါဦးမောင်ရဲကရှေ့ကိုလက်ညှိုးထိုးပြလိုက်တယ်အမောင်ထုထဲမှာပူဆုံကျူးအုပ်ကြီးကအစီချက်ကြလင်းလက်တောက်ပလာပြီးတော့ထူးဆန်းတဲ့စီတန်းလှဲ့လှဲမှုပုံစံတစ်ခုနဲ့ရှေ့ကနေလမ်းပြပြန်တန်းသွားခဲ့ကြတယ်မိုးဆိုး3ယောက်စလုံးတယောက်မျက်နှာတယောက်ကြည့်ကြပြီးတဲ့နောက်မိထုတ်တွေကိုစီထွန်းကြီးကပူဆုံကျူးတွေနောက်ကိုချက်ချင်းလိုက်သွားခဲ့ကြတယ်အရန်ထွတ်ထက်လွန်လို့ရှေ့မှာဘာရှိမှမမြင်ရတဲ့မြူကိုထုကြီးကိုတိုးဝေးဖြတ်ကျော်ပြီးတဲ့နောက်မှာတော့သူတို့မျက်စိရှေ့မှာအံ့ဩစရာမြင်ကွင်းတစ်ခုပေါ်လာတယ်။မောင်မဲနေတဲ့တောအုပ်ကြီးကအခုတော့ပိုးဆုံးကျူးတွေရဲ့အလင်းရောင်ကြောင့်စိန်စီထားသလိုတလက်လက်တောက်ပနေပြီးတော့နတ်မိမယ်လေးတွေဖန်ဆင်းထားတဲ့ကဘာတစ်တစ်ခုအလားလှပလွန်းနေပါတော့တယ်။ခဏကြာမှာတော့တောအုပ်ထဲမှာရှက်ရဲ့အတန်တွေကြားလိုက်ရလို့လှည့်ကြည့်လိုက်တဲ့အခါဥပဒေတို့3ယောက်သားသူတို့မျက်စိရှိကမြင်ကွင်းကိုတော်တော်နဲ့မယုံနိုင်အောင်ဖြစ်သွားခဲ့ကြတယ်။အပြင်လောကမှာတွေ့ရခဲ့တဲ့ဒေါ်စိတ်အုပ်ကြီးကိုမြင်လိုက်ရတာအတွက်ကြောင့်ပါတကယ်လို့ငါတို့ရတနာတိုက်ကိုမတွေ့ရင်တော့ဒီကောင်လေးကိုအမိဖမ်းသွားနိုင်ရင်ခီးလာရကြိုးနှက်ပြီးဘယ်ကိုဆက်သွားမလဲပါဒီငါကြားဖူးတာတော့အနောက်ဘက်ကိုဆက်သွားရင်ကူတခုရှိတယ်အဲ့ဒီထဲမှာရွှေတွေအပြည့်ရှိတယ်တဲ့အခုပဲသွားကြမလို့လားဥပဒေငါတို့မှအချိန်အများကြီးမရှိဘူးမိုးမလင်းခင်ထိပဲဒီမြို့ကပွတ်နေမှာအခုမသွားရင်ဘယ်တော့သွားမလဲလို့ပြောပြီးရှေ့ကနေအမြန်ထွက်သွားခဲ့ကြတယ်လမ်းလျှောက်လာရင်လည်းအဝေးကနေမိန်ပြအလင်းရောင်လေးတစ်ခုကိုမြင်လိုက်ရတယ်။နီးသွားတဲ့အခါမှာတော့လက်ထဲမှာစီမင်းအိမ်လေးကင်ထားတဲ့အဖိုးအိုနဲ့အဖွားအိုကိုတွေ့လိုက်ရတယ်။ဘယ်ကိုသွားကြမလို့လဲ။ဘသူကမှကီးမဆိုင်နဲ့ငါတို့သွားမယ်လဲအောင်ပဲသွားကြ။အေးသွားကြပေါ့။ဒါပေမဲ့ဂူရဲရောက်ရင်လောဘကိုရှေ့မတင်ကြနဲ့အောင်။သူတို့ပေးသလောက်ပဲယူခဲ့ကြဖို့မှတ်ထားကြပါ။မောင်ရဲကအဲ့ဒီစကားကိုနားမလည်နိုင်ခင်မှာပဲဥပဒေရဲ့လမ်းခေါ်တန်းကြောင့်အပြေးလိုက်သွားရတယ်။သူကဇဝေဇွာနဲ့နောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့အဖိုးအိုနဲ့အဖွားအိုကတော့ပါဦး။ဆော့ကဘသူတွေတည်းရဲ့ဒီကလူတွေဖြစ်မှာဘာမှထက်မမင်းနဲ့တော့သူတို့တနေရာကိုရောက်တဲ့အခါမှာတောဝေါနဲ့အတန်ကြီးကိုကြားလိုက်ရပြန်တယ်မိုးရွာတာလားမဟုတ်ဘူးချက်ချင်းဆိုသလိုပဲသူတို့ရဲ့နောက်ကျောဘက်ကနေအနီရောင်တောက်တောက်နဲ့အေယာမကင်းချေများကြီးတကောင်ကအမြေကြီးတွေကနေတိုးထွက်လာပြီးသူတို့3ယောက်ကိုရန်ပြူဖို့အသင့်ပြင်လိုက်ပါတော့တယ်တစ်ပင်တပင်စားလောက်မြင်မာလာတဲ့အေယာမကင်းချေများကိုမြင်လိုက်ရတဲ့အချိန်မှာမိုးဆိုးကြီး3ယောက်လုံးတနက်တွေကိုအသင့်ပြင်ပြီးတပြိုင်နက်တည်းပြစ်ခတ်လိုက်ကြတော့တယ်တနက်တန်တွေကတော့အုတ်တစ်ခုလုံးဟိန်းထွက်သွားပြီးတဲ့နောက်မှာတော့အဲ့ဒီတတွားကြီးကနောက်ဆုတ်ပြီးတော့ပျောက်ကွယ်သွားခဲ့တယ်။ခုနအကောင်ကြီးကဘာကြီးလဲဘာလို့ဒီလောက်တောင်ကြီးနေရတာလဲ
ဒါတောဆောင်ကင်းချေများပဲတတိထောင်သူဒီနားမှာရင်ရှိနေသေးတယ်ပတ်ဝန်းကျင်မှာလှူရှားနေတဲ့အတန်တွေကမိုးရွာတန်လိုမျိုးတဝေါဝေါနဲ့ကြားနေရပြီးတဲ့နောက်တဖြည်းဖြည်းနဲ့ပြန်လဲတိတ်ဆိတ်သွားခဲ့တယ်သူတို့၃ယောက်သားအမောင်ထဲမှာအမြန်ခြေလမ်းတွေနဲ့ခီးဆက်လာခဲ့ကြရာနောက်ဆုံးမှာတော့ဂူကြီးတစ်ခုရဲ့အဝင်ဝကိုရောက်ရှိသွားခဲ့ကြတယ်။ဂူတွင်းထဲကိုရောက်သွားတဲ့အချိန်မှာရှေ့ဆုံးကရောက်သွားတဲ့ဥပဒေကမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မှင်သက်သွားခဲ့ပါတယ်။ဂူတစ်ခုလုံးမှာလာပြည့်ဝင်ရဲ့အလင်းရောင်တွေနဲ့တလက်လက်တောက်ပနေတဲ့ရွှေငွေရတနာတွေကြောက်တံပရက်များတွေကတောင်ပုံရာပုံရှိနေတာပါ။ငါတို့ချမ်းသာပြီကွာဦးကျော်ရဲ့ဦးကျော်လည်းမျက်လုံးတွေအယောင်တောက်သွားပြီးသူ့ရဲ့လွယ်ဒနာရီလိုတလောက်ရသလောက်ထိတ်ရင်နဲ့တဟားဟားနဲ့အော်ဟစ်ရီမော်ရင်နဲ့ပျော်ရှိခဲ့ပါတော့တယ်။မောင်ရဲကတော့အဖိုးအိုရဲ့တတိပေးစကားကိုတတိယနေတာကြောင့်ရတနာရီကိုချက်ချင်းမယူရဲသေးပဲရက်ကြည့်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲရွှေပုံနေကြားထိတ်ကထိုးထွက်နေတဲ့အရာတစ်ခုကိုသူမြင်လိုက်ရတယ်။ခြေထောက်နဲ့နည်းနည်းရက်ကြည့်လိုက်တဲ့အချိန်မှာတော့ဟာဒါလူကောင်းကိုကြီးပဲမောင်ရဲကလက်အော်လိုက်တဲ့အချိန်မှာပဲကူအောက်ခြေထဲကနေကြောင်မက်ဖွယ်ဟိဟောက်တန်ကြီးထွက်ပေါ်လာပြီးပုတ်စော်နံလာတဲ့အနံဆိုကြီးကနှာခေါင်းထဲကိုစူးကနေရောက်လာခဲ့တယ်။အမောင်ထဲကနေတရွေ့ထွက်လာတာကတော့အနီရောင်ကိုရဲပေါ်မှာအနက်ရောင်အစင်ကြားတွေပါရှိပြီးလက်သေးတွေနဲ့အဆယ်တွေကမဲနှက်နေတဲ့အေယာမကြားရဲကြီးတစ်ကောင်ပါဒီကြားကပန်ကြားတွေနဲ့မတူဘဲနဲ့ကြောက်မက်ဖွယ်ကောင်းလာတယ်။ကြားကြီးကသူ့အနားမှာအရှိဆုံးဖြစ်တဲ့ဦးကျော်ကိုစူးစူးဝါးဝါစိုက်ကြည့်ပြီးတဲ့နောက်ချက်ချင်းပဲအားနဲ့ခုံအုပ်လိုက်ပြီးထက်လာတဲ့အဆွဲတွေနဲ့ကြိုက်ခဲလိုက်ပါတော့တယ်။ဦးကျော်တယောက်ကြားရဲ့ကြိုက်ခဲမှုကိုခံရပြီးတဲ့နောက်အနာကျင်စွာနဲ့အော်ဟစ်နေခဲ့ရတယ်။မောင်ရဲကသူ့တနက်ကိုထုတ်ပြီးပြစ်ခတ်တော်လဲကြားကြီးကိုဘာမှမလုပ်နိုင်ခဲ့ပါဘူး။ဥပဒေကတော့သူ့တငယ်ချင်းဖြစ်သူကိုမကူညီနိုင်လိုက်ပဲလိုင်ကူထဲကနေအမြန်ထွက်ပြေးပါတော့တယ်။မောင်ရဲလည်းဘာမှမတတ်နိုင်တော့ပဲဥပတို့သာအမြည်လိုက်ပြီးတော့ပြေးရတာပေါ့။သူတို့နှစ်ယောက်ကတော်တော်ဝေးရောက်မှအသစ်ပင်ကြီးတစ်ပင်အောက်မှာအမောတကောနဲ့နားလိုက်ကြတယ်။ဥပဒေကမိုးလင်းတော့မှကိုသတိထားမိပြီးမောင်ရဲ့မြန်သွားရအောင်မိုးလင်းငါတို့ဒီမှာရင်ပိတ်မိနေလိမ့်မယ်လို့ပြောလိုက်တယ်။ဒါပေမဲ့ခြေလန်းတလန်းမှမလန်းရသေးခင်အချိန်မှာပဲသူတို့ခေါင်းပေါ်ကနေရှူးရှူးဆိုတဲ့အတန်ကြီးကိုကြားလိုက်ရပြန်တယ်။သူတို့နှစ်ယောက်လည်းခေါင်းပေါ်ကြည့်လိုက်တဲ့အချိန်မှာမဲနှက်နေတဲ့အကြေးခွန်တွေနဲ့အေယာမမွေကြီးတကောင်ကတစ်ပင်ပေါ်ကနေတွေ့၍ဆင်းလာပြီးတဲ့နောက်ဝိုင်းဆက်နေတဲ့ဝါချင်းချစ်မျက်လုံးကြီးတွေနဲ့သူတို့ကိုစိုက်ကြည့်နေခဲ့တယ်။မောင်ရဲနောက်ဆုတ်ဖို့ပြင်လိုက်ပြီးမဲ့ကန်ဆိုးကျင်တော့အနောက်ဘက်ကနေစစောကကြားရဲကြီးရဲ့ဟင်းဟောက်တန်ကိုထပ်ကြားလိုက်ရပြန်တယ်။အခုတော့သူတို့ကအပေါ်ကမွေးနဲ့ကြီးနဲ့အောက်ကကြားရဲကြီးတို့ကြားမှာညှက်နေပြီ။သုံးလို့ရေတွက်ပြီးရတဲ့ဘေးကိုခုံရှောင်လိုက်တော့မောင်ရဲ1 2သူတို့တယောက်ကဘေးကိုအမြန်ရှောင်လိုက်တဲ့ချိန်မှာပဲဘိုက်စာနေတဲ့တရွာကြီးနှစ်ကောင်ကနဲ့တကောင်အားကနေခုံအုပ်ကတက်လိုက်ကြပါတော့တယ်။အဲ့ဒီခွင့်ရေးကိုအတုံးချပြီးသူတို့ညအသက်လူကထွက်ပြေးခဲ့ကြရတယ်။နေမင်းကြီးထွက်ပေါ်လာတော့မဲ့အလင်းရောင်ကသူတို့အတွက်နောက်ဆုံးသတိပေးချက်ပါပဲ။အချိန်မီမထွက်နိုင်ဒီလျိုဝဲမျိုးတော်ထဲမှာထာဝရပိတ်မိသွားကြမှာဖြစ်တယ်။ဥပဒေကတော့ရွှေရီအပြည့်ထည့်ထားလွယ်ကြီးကိုမနိုင်မနှင်းထမ်းပြီးပြေးနေတော့မှပဲဖြက်ခနဲ့အတန်နဲ့အတူသူ့ရဲ့လွယ်ကြီးကျိုးကပြတ်ထွက်သွားခဲ့တယ်။ရွှေရီရတနာတွေကမြေကြီးပေါ်မှာပြန်ကျဲကုန်တာပေါ့။နေဦးမောင်ရဲ့ငါရွှေရီမောင်ရဲ့ကူညီပါအောင်ဟာဥပဒေတရားမြေကြီးပေါ်မှာပြန်ကျဲသွားတဲ့ရွှေတင်ကားတွေတန်လိုက်ကောက်နေခဲ့တယ်။အဲ့ဒီမှာမောင်ရဲကသူ့ကိုကူညီဖို့ပြင်လိုက်ပေမဲ့အဲ့ဒီချိန်မှာပဲစောစောကအီယာမကင်းချေများကြီးရုတ်တရက်ထိုးထွက်လာပြီးဥပဒေရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်ကသူ့ရဲ့အစိတ်ဆွဲတွေနဲ့ဥပဒေကိုကိုက်ခဲပြီးအရှင်လက်လက်ဝါမျိုးစားတောက်ပါတော့တယ်။အဲ့ဒီမြင်ကွင်းကိုကြည့်ရမောင်ရဲရဲ့နားထဲမှာအဖိုးအိုရဲ့သတိပေးစကားကထပ်မံပဲ့တင်ထက်လာခဲ့တယ်။သွားကြပေါ့ဒါပေမဲ့လောဘကိုရှေ့မတင်ကြနဲ့အောင်သူတို့ပေးသလောက်ပဲယူခဲ့ကြဖို့မှတ်ထားကြပါတဲ့။မောင်ရဲကသူ့ချီရင်နာကိုလွင်းဆင်လာတဲ့ရွှေတင်ကားတပြားကိုပဲကောက်ယူလိုက်ပြီးအနောက်ကနေလိုက်လာတဲ့နေအောင်ချီကိုအမိပြုပြီးတော့တောပြင်ဘက်ကိုအစွမ်းကုန်ပြေးထွက်ခဲ့တယ်။နေမင်းကြီးခေါင်းငယ်ရံမှာအပြေဝထွက်ပေါ်လာတဲ့နောက်ဆုံးစက္ကန့်မှာပဲမောင်ရဲကလျှို့ဝှက်တောထဲကနေအပြင်ကိုရောက်ရှိသွားခဲ့တယ်။သူ့ရဲ့အနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့ချိန်မှာတော့စောစောကမြင်တွေ့ခဲ့ရတဲ့လျှို့ဝှက်မြို့တော်ကတောနက်ကြီးဟာလေထဲမှာပဲအစနာမကျန်ပြောက်ကွယ်သွားခဲ့ပါပြီ။မောင်ရဲရဲ့လက်ထဲမှာတော့ရွှေတင်ကားတပြားကျန်ရစ်ခဲ့တယ်။ဒါကသူလျှို့ဝှက်မြို့တော်ကိုရောက်ခဲ့တယ်ဆိုတဲ့တခုတည်းတော့သက်သေးပါပဲ။နောက်ဆုံးမှာတော့ဝါရင်မိုးဆိုကြီးနေရအသက်ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မောင်ရဲတယောက်သာအသက်ရှင်လွတ်မြောက်ခဲ့လာခဲ့တယ်။ဒီဇလန်ကတော့နောက်လာနောက်သားတွေအတွက်သင်ငယ်လိုဖြစ်ကြံရစ်နေခဲ့ပါတော့တယ်။